အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီ100 days of ML off ရဲ့ရှေ့အမြောက်နေ့ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေပေါ့နော်ကျွန်တော်ဒီနေ့ကတော့ဒီ pre commit hook တွေဘယ်လိုအလုပ်လုပ်လဲဆိုတာမျိုးအဓိကဖြည့်ရှင်းရမယ့် challenge လို့လည်းကျွန်တော်တို့ပြောလို့ရပါတယ်အဲ့တော့ကျွန်တော်တို့အခု lab environment လေးကို start လုပ်နေတယ်ခဏလောက်တော့ကျွန်တော်တို့စောင့်ပေးရပါလိမ့်မယ်ကဲကျွန်တော်တို့ဒီ lab environment လေးက active ဖြစ်လာပြီဆိုရင်တော့ကျွန်တော်တို့အနေနဲ့လုပ်ရမယ့်အလုပ်လေးတစ်ချက်ကြည့်လိုက်မယ်ပေါ့နော် okay ကျွန်တော်ဒါလေးတစ်ချက်ရှင်းလိုက်မယ် okay အဲ့တော့ကျွန်တော်တို့ကဟိုအဓိကတော့ဒီ pre commit ပေါ့နော်အဲ့တော့ဒီ pre commit ကကြတော့ဗာလဲဆိုတော့ဟိုသူက framework ပေါ့နော်ဒီအဓိကတော့ git hook တွေပါသုံးမှုတဲ့သူတွေဆိုရင်တော့သိပါတယ်အဲ့တော့ဒီကျွန်တော်တို့က git hook တွေဒီ pre commit hook တွေကဘာလို့သုံးလဲဆိုတော့ကျွန်တော်တို့ကဒီ commit လုပ်တဲ့အခါမှာကျွန်တော်တို့ရဲ့ code တွေကို commit လုပ်တဲ့အခါမှာဒီဘယ်လိုပြောရမလဲသူသတ်မှတ်ထားတဲ့ဟိုစံချိန်စံနှုန်းလို့လည်းပြောလို့ရတယ်စံချိန်စံနှုန်းဆိုတာတက်သတ်မှတ်ထားတဲ့အရာတွေနဲ့မပြည့်စုံဘူးဆိုရင်မကန့်ညီဘူးဆိုရင်comment လုပ်လို့မရအောင်လုပ်တဲ့အရာပေါ့နော်အဲ့တော့ तू ကဒီ comment လုပ်တဲ့ဆိုရင်ကျွန်တော်တို့ကဘာတွေလိုတယ်ဆိုတဲ့ဟာမျိုးကျွန်တော်တခါတည်းတတ်မှတ်တဲ့အရာမျိုးလို့ကျွန်တော်ကပြောလို့ရတယ်အဲ့တော့ကျွန်တော်တို့အခုဆိုရင်ဒီထားပါတော့ဒီ semi column လိုနေတာတို့ဒီ single code တွေကျွန်တော်တို့ double code တွေမှာလွဲနေတာတို့ပြီးသွားတဲ့ခါကျရင်ဒီ white space တွေရှိနေတာတို့ဒီ indents တွေလွဲနေတာတို့စသဖြင့်ဒါမျိုးတွေဆိုရင် तू ကဘယ်လိုပြောရမလဲဆိုတော့ဒီ comment လုပ်တဲ့အချိန်မှာစစ်တယ်ပြီးတော့ကျွန်တော်တို့မှာဒီ integrate လုပ်ထားတဲ့ tool စီကနေသူ fix လုပ်ပြီးတော့မှ comment လုပ်လိုက်တဲ့သဘောမျိုးပေါ့နော်အဲ့တော့အမားတွေနည်းသွားတာပေါ့နော်အဲ့ဒီအနေနဲ့သုံးတဲ့အရာလို့ကျွန်တော်တို့ကပြောလို့ရတယ်အဲ့တော့ဒီနေ့လက်မှာဆိုရင်လည်း तू ကကျွန်တော်တို့ပြောထားတာကသူ့မှာဒီမှာ file လေးနှစ်ခုရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တက်ဒီ pre-commit config.yaml file လေးရှိတယ်ပြီးတော့ရင်သူ့မှာဒီ process.py ဆိုတဲ့ file လေးရှိတယ်အဲ့တော့ကျွန်တော်တို့အရင်ဦးဆုံးကတော့ကျွန်တော်ကဘာလုပ်ကြည့်မလဲဆိုတော့ तू ကတော့ပြောထားတော့ဒီမှာဒီ pre-commit မှာကျွန်တော်တို့ကဒီ source တွေပေါ့နော်သူသုံးကျင်တဲ့ source 5ကိုကျွန်တော်တို့က install လုပ်ပေးရမယ်install လုပ်ပေးရဆိုတာဟိုသုံးပေးရမယ်ပေါ့နော်ဒီ pre commit အနေနဲ့ဒီကောင်တွေကအလုပ်လုပ်ပေးမယ်ပြီးသွားရင်ဒါကျွန်တော်တို့ကpass ဖြစ်မဖြစ်ကျွန်တော်ဆန်းရမယ်သဘောမျိုးအဲ့တော့ကျွန်တော်တို့လက်ရှိကတော့ဘာလုပ်မလဲဆိုတော့အရင်ဆုံးဒီသူ့ရဲ့ existing pre commit file ကိုကျွန်တော်တို့အရင်ဆုံး run ကြည့်မယ်ဘာ error တွေရှိနေလဲကျွန်တော်တို့အဲ့ဒါဆိုရင်ဘာတွေပြင်ရမလဲဆိုတော့ကျွန်တော်တို့သိသွားမှာပေါ့နော် okay အဲ့တော့သူပြောတဲ့အတိုင်းကျွန်တော် pre commit ကတော့တကယ်တော့ install လုပ်တဲ့ command တော့ run ကြရတော့မလို့တော့ဘူးဘာလို့ဆိုတော့ကျွန်တော်တို့install လုပ်ထားပြီးသားဖြစ်တဲ့အတွက်သူလည်းပြောထားတယ် okay အဲ့တော့ကျွန်တော်ဒီမှာ run the dash all file okay အဲ့တော့ဒီမှာပြောထားတဲ့ဟာကိုကျွန်တော်တစ်ချက်ကြည့်မယ်သူကဘာလဲဆိုတော့ဒီမှာ amazing require key ဒီ black မှာ require key လိုနေတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့အနေနဲ့ပထမဆုံးဒီမှာတွေ့ရတဲ့အတိုင်းသူ့မှာတခြားနေတူဒီဘယ်လိုပြ version number မပါဘူးပေါ့နော်အဲ့တော့ version number ကတော့ကျွန်တော်ဒီ repo ကိုကျွန်တော်တို့ကဖွင့်လိုက်မယ်ဆိုရင်သူ့ရဲ့ဒါနောက်ဆုံး version ကိုကျွန်တော်တို့သုံးလိုက်မယ်အဲ့တော့ tab မှာကျွန်တော်သွားကြည့်လို့ရအဲ့တော့နောက်ဆုံး version က 26.5.5.1 ပေါ့နော် 5.5.1 အဲ့တော့ကျွန်တော်တို့အနေနဲ့ဗာလဲဆိုတော့ဒီမှာ IEV ပေါ့နော် IEV 26.5.1 ကျွန်တော်တို့ကထားလိုက်မယ် okay ဒါ black အတွက်နောက်တစ်ခုကတော့ ref အဲ့တော့ ref ကကြာသူပြောသလိုသူကဘယ်လိုပြောရမလဲဆိုတော့ ref ကိုလည်းသူကဘယ်ကနေသုံးမှာဆိုပြီးတော့ပြောထားတယ်အဲ့တော့ဒီမှာကကြတော့ကျွန်တော်ကြည့်မယ်ဆိုရင် okay ကျွန်တော်ဒီမှာ error ပေါ့နော်ဒီကောင်ကတော့black ကတော့ရပြီအဲ့တော့ကျွန်တော်အစအနေပြန်လုပ်ကြည့်မယ်ဆိုရင်သူ့ရဲ့ဒီ pre commit hook ကနေကျွန်တော်တို့ကဗာလဲဆိုတော့ဒီမှာ3ခုသုံးရမယ်ဒီ tailing white space ရယ် end of file fixer ရယ် check ရမယ်အဲ့တော့ဒီမှာကျွန်တော်နာမည်လေးတစ်ချက်ကြည့်လိုက်ဒီမှာ check ရမယ်ကကျွန်တော်တို့ဟို hyphen နဲ့ dash နဲ့ကျွန်တော်လွဲနေရပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာအဲ့ဒါလေးတစ်ချက်ကျွန်တော်ပြင်ရလိမ့်မယ်ဟုတ်ပြီနော်ဒါလေးတစ်ချက်ပြင်ရလိမ့်မယ်ကျန်တဲ့ဟာတွေကတော့ကျွန်တော်မှန်တယ်သူက source တွေပေါ့နော်ဒီဟာတွေကိုလောက်ပါမယ်ဆိုဒီဟာတွေနဲ့ check လောက်ပါမယ်ဆိုကျွန်တော်သတ်မှတ်တာပေါ့နော်အဲ့တော့နောက်ထပ်တစ်ခုကကျတော့ဗာလဲဆိုတော့ ref ကိုကြာသူကဒီမှာ source ကသူကသူ့ရဲ့ဒီ repo ကနေကျွန်တော်ယူခိုင်းတယ်သူကအဲ့ဒီတခြားကြည့်မှာဒီမှာနဲ့မတူဘူးเนาะအဲ့တော့ကျွန်တော်တို့ကဘာလို့တင်လဲဆိုရင်တော့ဒီ repo ပေါ့เนาะအဲ့တော့ကျွန်တော်ဒီ repo ကိုကျွန်တော်တို့ကသွားတင်တယ်ပြီးရင်တော့ဒီ repo ရဲ့ကျွန်တော်တို့ဗာလဲဆိုတော့နောက်ဆုံးပေါ့เนาะနောက်ဆုံးပဲဖြစ်စီပေါ့เนาะကျွန်တော်ဒီ repo ကျွန်တော်တို့ကယူပြီးတော့မှထည့်တင်တယ်အဲ့တော့သူ့ရဲ့လက်ရှိဒီမှာပေးထား repo ထက်ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ဒီ repo ကျွန်တော်ချိန်လိုက်မယ်ပြီးရင်တော့ version ကကျွန်တော်ဖြစ်နိုင်တော့နောက်ဆုံး version တွေပဲကျွန်တော်သုံးတာကောင်းတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒီမှာသူ့ရဲ့နောက်ဆုံး version ပေါ့နော်နောက်ဆုံး version ကဒီမှာversion V ကျွန်တော်ဒီကောင်လေးပေါ့နော်အဲ့တော့ V 0.15.16 ပေါ့နော် okay အဲ့တော့ကျွန်တော်ဒါလေးကိုကျွန်တော်တစ်ချက်ပြောင်းလိုက်မယ် okay V 0.15.16 ကိုကျွန်တော်ပြောင်းလိုက်မယ် okay ပြီးသွားရင်တော့သူကဒီမှာဘာလဲဆိုတော့သူကဒီမှာသူ့ရဲ့ source က ref ကိုလုပ်ချင်တာ ref link မဟုတ်အဲ့တော့ကျွန်တော်က ref okay
အဲ့တော့ဒါရှိမယ် okay နောက်တစ်ခုကကျွန်တော်တို့ဒီခုန pre commit ဟုတ်ကိုလည်းကျွန်တော်သွားကြည့်မယ်ဆိုရင်သူ့ရဲ့ version ကိုလည်းကျွန်တော်တို့ကတက်နိုင်ရင်တော့နောက်ဆုံးသုံးတာအကောင်းဆုံးပဲဘာလို့ဆိုပို့ပြီး update ဖြစ်တယ်ပို့ပြီးတော့ကျွန်တော်တို့ကပြည့်စုံတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒါ v ဒါ 6.0.0 ကျွန်တော်တို့ကရွေးပေးလိုက်မယ် okay အဲ့တော့ဒီမှာ v 6.0 ကျွန်တော်ရွေးပေးလိုက်မယ် okay ဒါဆိုတော့ကျွန်တော်တို့အားလုံးအဆင်ပြေပြီလို့တော့ကျွန်တော်တို့ထင်တယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ရဲ့ကုတ်မှာဘာ error ရှိနေမလဲပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာတစ်ခါတည်းဒါလို့ဆိုပြန်ပြီးတော့ run ကြည့်လိုက်မယ်ခုန command လေးကိုအဲ့တော့ run ကြည့်မယ်သူဒါ initialize လုပ်တယ်ပေါ့နော်ကျွန်တော် data တွေနဲ့ကျွန်တော်တို့ရဲ့ pre commit hook ကိုသူသွားပြီးတော့ initialize လုပ်တယ် okay ပြီးတော့သူဘာစစ်မလဲပေါ့နော် okay အဲ့တော့ဒီမှာသူက white space error တစ်ခုရှိရဆိုသူကပြောတယ်ပေါ့နော်အဲ့တော့ white space error တစ်ခုသူရှင်းလိုက်မယ်ပေါ့နော်သူတကယ်ဒီမှာသူကတခါတည်းသူကဘာလို့ဆိုတော့ကျွန်တော်တို့က ref တွေ black တွေကျွန်တော်အရင်တော့ပြောခဲ့တဲ့ဟာတွေလည်းကျွန်တော်တခါတည်းလှုပ်ထားဖြစ်တဲ့အတွက်သူ့ဘက်သူတခါတည်းfix လုပ်ပေးသွားတယ်ပေါ့နော်ကျွန်တော်တို့ဒါဟို format error တွေ white space တွေပါနေဆိုကျွန်တော်တို့ fix လုပ်ပေးသွားတယ်အဲ့တော့ကျွန်တော်နောက်တစ်ချိန်ကျွန်တော်ပြန်ပြီးတော့ run ကြည့်လိုက်မယ်ဆိုရင်ဟုတ်ပြီနော်နောက်တစ်ချိန်ကျွန်တော်ပြန်ပြီး run ကြည့်လိုက်မယ်ဆိုကျွန်တော်ဘာဖြစ်မလဲဆိုတော့အားလုံး pass ဖြစ်သွားပြီဒါဆိုရင်တော့အားလုံးအဆင်ပြေပြီလို့ကျွန်တော်တို့ကယူဆလို့ရပါတယ်အဲ့တော့သူ fit ဖြစ်သွား white space လေး fit ဖြစ်သွားအောင်ဆိုလဲအားလုံးတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်ဒီမှာဒါ white space ကျွန်တော်ဒါပြန်စမ်းကြည့်ရပါတော့လုပ်ကြည့်မယ်ဆိုရင်ဒီမှာ fit ဖြစ်နေအဲ့ဆိုဒီဘက်သူဒီမှာကျွန်တော်ပြန်ပြီးတော့ဟိုဘယ်လိုပြောရမလဲဆိုတော့ပြန်ပြီးတော့ fit လုပ်ပေးသွားတယ်เนาะကျွန်တော်ပြန်ပြီးတော့ scan လုပ်ကြည့်တဲ့အခါမှာ pass ဖြစ်သွားလိမ့်မယ် okay အဲ့ဆိုရင်တော့ဒါကျွန်တော်အားလုံးရပြီလို့တော့ကျွန်တော်တို့ယူဆလို့ရတယ်သူပြောတဲ့အတိုင်းနေကျွန်တော်တို့က set up လုပ်ပြီးသွားပြီလို့ပြောလို့ရတယ်အဲ့ဆိုရင်တော့ကျွန်တော်ဒီမှာ check လုပ်ကြည့်လိုက်ပါမယ် okay ဒါဆိုရင်တော့အားလုံးရသွားမယ်လို့ထင်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကဒီ pre commit hook တွေကတော့ကျွန်တော်တို့ရဲ့တကယ်လက်တွေ့ project တွေမှာဆိုရင်တော့သုံးသင့်တယ်ဟိုဘာလို့ဆိုတော့ CI/CD တွေလုပ်တဲ့အခါမျိုးမှာလည်းဒါ pipeline ကြီး run နေမှာတစ်ဝက်တစ်ပြက်မှာ error တက်တယ်ဆိုကျွန်တော်က pipeline ကိုပြန် run ရမယ်အဲ့လိုဆိုရင်ကျွန်တော်ကပတ်စံတွေပိုကုန်တာတွေလည်းရှိတယ်အချိန်တွေလည်းပိုကုန်တယ်အဲ့တော့ commit မလုပ်ခင်ဘယ်လိုပြ commit ထိမရောက်ခင်ကတည်းကကျွန်တော်တို့ကဒီလိုမျိုး pre commit လုပ်ပြီးတော့စစ်ဆေးတယ်ဆိုရင်ကျွန်တော်တို့တက်ပို့ပြီးတော့အဆင်ပြေတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်အဲ့တော့အားလုံးပဲဒါဒီ practice လေးကကိုယ့်ရဲ့လက်တွေ့ project တွေမှာလည်းသုံးသင့်တယ်ဆိုတာလေးကိုလည်းသိထားစေချင်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့နောက်ရက်ဒီမှာပြန်ပြီးတော့တွေ့ပါမယ်ခင်ဗျ